မြမကုံဆောင်ဂျိုရှောဝမ်ကဘာကြောင့်သူ့အတွက်ခက်ခဲတဲ့ပြိုင်ပွဲဖြစ်နေတာလဲဆိုတော့ပြောပြလာတဲ့ပန်တို့ကြောင့်ပရိသတ်များလုံးပဲမင်္ဂလာများရှင်နန်းထက်ဆန် iMac ခွန်ရှိကိုမောင်556ပန်တင်စာပေကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ် UFC Flyweight Champion အလန်ဇာနာပန်တို့ကြားကတော့မြမကုံဆောင်ချင်းလူငယ်ဖိုင်တာဂျိုရှောဝမ်ကိုလုံးဝအထင်သေးခြင်းမရှိပါဘူးသူကဗန်ဟာသူ့အတွက်အနေများတဲ့ပြိုင်ပွဲဖြစ်ကြောင်းဝန်ခံလာခဲ့ပါတယ်သူကဗန်ဟာငယ်စဉ်ကလေးဘဝမှာမြန်မာနိုင်ငံကနေထွက်ခွာခဲ့ရပြီးအမေရိကန်မှာအခြေချခဲ့တယ်ဘဝကိုအသစ်ကနေပြန်စားခဲ့ရတာကလေးတူအတွက်ခက်ခဲခဲ့ပါတယ်သူရအဖေကိုလည်းဆုံးရှုံးထားရပြီးအမေဖြစ်သူရဲ့ဂယူးဆိုင်ပေးမှုနဲ့ကြီးပြင်းခဲ့ရတာဖြစ်ပါတယ်သူ့ကိုပြိုင်ပွဲတွေအဖြစ်မြင်တွေ့ခဲ့ရတာအနေများပါတယ်ဖိုင်တာများစုကအရန်ကိုကောင်းတဲ့သူပါသူတို့တွေကငယ်ဘဝမှာအရန်ဖြစ်ခဲ့ကြပြီးတဲ့နောက်တိုက်ခိုက်အားကစားမှာအတံမွေးကြတယ်ဖန်လည်းဒီလိုပါပဲအဲ့လိုဖိုင်တာမျိုးနဲ့ရင်ဆိုင်မယ်ဆိုရင်ကိုကအကောင်းတစ်ပိုကောင်းနေဖို့လိုပါတယ်ဖန်ကအသက်ကလည်းငယ်ငယ်လေးပဲရှိသေးတယ်လို့အောင်မြင်မှုတွေကိုလည်းအရင်ကြီးစာလောင်နေတာပါတယ်သူကရီမန်ချက်တွေနဲ့တိုက်ပွဲဝင်နေသူဖြစ်ပါတယ်ဒီလိုကစားမမျိုးနဲ့တွေ့ရတာခက်ခဲပါတယ်လို့ဝန်ခံပြောဆိုခဲ့တာပါဒါပေမဲ့သူကဗန်ရဲ့ပွဲမှာသူဘာလို့ချန်ပီယံဖြစ်နေရတာလဲဆိုတာပြပြတသားအနိုင်ယူပြီးတက်တည်ပြခြင်းကြောင်းလည်းဆိုလာခဲ့ပါတယ်သူကကျွန်တော်ကချန်ပီယံဖြစ်နေပြီဆိုပေမဲ့ဒီလောက်နဲ့မလုံလောက်ပါဘူးလူစရာမျိုးကကျင်းနဲ့တင်းနေမှုရှိနေတာမျိုးမဟုတ်ဘူးလေခင်ဗျားလည်းသိပါတယ်ကျွန်တော်ကျင်မာအမြဲတမ်းအားသွန်ခွန်ဆိုင်စူးစမ်းပါတယ်ကျွန်တော်ချန်ပီယံခပတ်ကိုဘယ်လောက်ထိမမောလဲဆိုတော့ကျွန်တော်လည်းလေ့ကျင့်နေတဲ့အသင်းပေါ်တွေသိပါတယ်ကျွန်တော်ကဒီဇင်ဘာ6ရက်နေ့ကစားမဲ့ပွဲမှာချန်ပီယံခပတ်ကိုကာကွယ်ချင်တာမဟုတ်ပါဘူးပွဲကိုစိုးမိုးကစားပြီးအနိုင်ယူခြင်းကြတာပါကျွန်တော်ပေါ်တန်ရာရှိသူတွေကိုအတန်တိတ်ပေးခြင်းပါတယ်သူတို့ကကျွန်တော်ဘာကြောင့်ကမ္ဘာချန်ပီယံဖြစ်နေတယ်ဆိုတာပြသခြင်းပါတယ်လို့ဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်ပန်နိုချာကတော့ချန်ပီယံပြီးယုံကြည်ချက်ကတော့အပြည့်ပါပဲယုံကြည်ချက်မြင့်ကျင်လည်းမြင့်ကျင်စရာကောင်းလာအောင်သူကတကယ်ကောင်းတဲ့ကစားမတူဖြစ်ပါတယ်သူဟာ flyweight တန်းရဲ့ထာဝရကောင်းဆုံးကစားမတွေကတူပါချန်ပီယံကောင်ပွဲ9ပွဲဆက်တိုက်နိုင်ထားပြီးချန်ပီယံခပတ်ကို4ချိန်ထိကာကွယ်ထားနိုင်သူဖြစ်ပါတယ်အမကွန်ရှင်ကော5ရဲ့ပြင်မောင်556ကိုကစားမယ်ဆိုရင် Viber နံပါတ်399900 3900ကိုဆက်သွယ်မိမြဲစုံစမ်းနိုင်ပါတယ်ခင်ဗျာ Brandon Marino, Brandon Rover, Kankara France စတဲ့စင်ကောလာသူတွေကိုအကုန်တီးထုတ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ဖန်ကတော့ပန်တိုဂျာအရန်ကောင်းတဲ့ကစားသမားဖြစ်ကြောင်းဒါကြောင့်သူနိုင်သွားမှာပန်တိုဂျာအသက်ကြီးသွားလို့နိုင်တာပါဆိုပြီးစင်ကြီးမပေးကြဖို့ဆိုပြီးတော့ပြောထားပါတယ်။ဒီဘွဲကအသက်ကြီးတဲ့သူနဲ့အသက်ငယ်သူတွေ့တဲ့ဘွဲမဟုတ်ဘူး။ပန်တိုဂျာက35နှစ်ပဲရှိသေးတာလေ။ဒါကအသက်မကြီးသေးပါဘူး။ Kankara France တို့ကိုသူနိုင်တော့ကလူတွေကဘာပြောကြလဲ။သူကအရန်ချမ်းလို့ထာဝရအကောင်းဆုံးကစားမဘာညာဆိုပြီးတော့ဝိုင်းချင်းယူကြတယ်မဟုတ်လား။ကျွန်တော်ရဲ့ဘွဲမှာလည်းဒီအတိုင်းပဲကြားကြပါတယ်။ကျွန်တော်နိုင်သွားတော့မှအသက်ကြီးသွားလို့နိုင်တာပါဘာညာနဲ့မကြားချင်ပါဘူးလို့အပြည့်ပြောသွားခဲ့တာဖြစ်ပါတယ်။ပန်တိုဂျာနဲ့ဖန်လက်ရှိချန်ပီယံနဲ့ချန်ပီယံလောင်းယုံကြည်ချက်မြန်မာတို့မျိုးတွေ့တဲ့ပွဲကတော့ရှယ်ကြီးကောင်းနေမှာအသေးချာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။